အာယုံကြောအားနေတဲ့သူတွေမျက်စိအားနေတဲ့သူတွေအလွယ်တကူပြုလုပ်လို့ရတဲ့လေ့ကျင့်ခန်းလေးကိုပြန်ပြီးတော့မှမျှဝေပေးမယ်ပေါ့နော်ပထမဦးဆုံးအနေနဲ့လက်မလေးကို꿰ပြီးတော့မှပြန်ဆန်းထုတ်မယ်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 ပေါ့နော်ဒီနည်းလမ်းလေးကို10ကြိမ်3ကြော့ဖြည်းဖြည်းမှန်မှန်လေးလုပ်ပေးရပါမယ်ရှင်နောက်ထပ်တစ်ခုကတော့လက်တကြွယ်ရဲ့လက်တန်ရဲ့ကို꿰ပြီးတော့မှလက်မလေးနဲ့ဖိလိုက်မယ်လက်ညိုးနဲ့လက်ကလေးကို꿰လိုက်မယ်ဆန့်လိုက်မယ်꿰လိုက်မယ်ဆန့်လိုက်မယ်ပေါ့နော်꿰လိုက်မယ်ဆန့်ထုတ်လိုက်မယ်ဒီနည်းလမ်းလေးကိုလည်း10ကြိမ်3ကြော့ဖြည်းဖြည်းမှန်မှန်လေးလုပ်ပေးရပါမယ်ရှင်နောက်ဆုံးနည်းလမ်းလေးကကျတော့လက်ခလဲနဲ့လက်တကြွယ်ပေါ်မှာလက်မလေးကိုဖိပြီးတော့မှလက်ညိုးနဲ့လက်တန်းကိုပဲ꿰လိုက်ဆန့်လိုက်လုပ်ရမှာဖြစ်ပါတယ်꿰မယ်ဆန့်မယ်꿰မယ်ဆန့်ထုတ်မယ်꿰လိုက်မယ်ဆန့်ထုတ်လိုက်မယ်ပေါ့နော်ဒီနည်းလမ်းလေးကိုလည်း10ကြိမ်3ကြော့ဖြည်းဖြည်းမှန်မှန်လေးလုပ်ပေးရမှာဖြစ်ပါတယ်ဒါကကျတော့အာယုံကြောအားနေတဲ့သူတွေမျက်စိအားနေတဲ့သူတွေအနေနဲ့အလွယ်တကူပြုလုပ်လို့ရတဲ့လေ့ကျင့်ခန်းလေးဖြစ်ပါတယ်ရှင်အချိန်လည်းအများကြီးပေးစရာမလိုဘဲနဲ့တက်တာအောင်ပြုလုပ်လို့ရပါတယ်ရှင်